အားလုံးပဲကျွန်တော်ညီကောင်မောင်များတငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့19ရက်နေ့အတွက်ပေါ့နော်ဒုတိလေးကိုကျွန်တော်မြင်တာတွေ့ရလေးကျွန်တော်ပြပေးမယ်နော်ကျွန်တော်ဒီမှာသူကလွယ်လွယ်လေးသူကပေးသွားတတ်တယ်ပေါ့နော်ဒါလေးကြည့်အောင်ကျွန်တော်ဒီမှာလေးဒီနှလုံးသူကဒါဆို6လို့ရိုက်တယ်ပေါ့နော်သူက6လို့လာပြီးတော့ပြီးသွားတယ်ကျွန်တော်ဒီမှာ6လို့လာပြီးတော့ရိုက်ပြီးသွားတယ်ပေါ့နော်6ကျွန်တော်ဒီမှာ6လို့ဆက်ပြီးတော့ကစားပေးမလားပေါ့နော်6လို့ဆက်ပြီးကစားပေးမယ်ဆိုရင်ကျွန်တော်ဒါဆိုရင်တစ်ရှိရတဲ့ဒါဆိုရင်ကျွန်တော်က8ပိတ်ဖြစ်သွားမှာပေါ့နော်8ပိတ်ဟုတ်ပြီနော်ဒါလေးရှိမယ်နောက်တစ်ခါကျွန်တော်ဒီဘက်မှာဆက်ကြည့်အောင်ပြီးကျွန်တော် break လေးလည်းပြပေးမယ်နော် break လေးနဲ့ပြပေးမယ်ကျွန်တော်ဒီမှာကြည့်ရအောင်ဒီမှာဒီ8နဲ့ပေါ့နော်ဒီ8နဲ့ကျွန်တော်ဒါထိပ်စီးလေးပေါ့နော်ထိပ်စီးလေးတွေဒီထိပ်စီးလေးပေါ့နော်ဒီထိပ်စီးလေးကြည့်အောင်ကျွန်တော်ဒီထိပ်စီးလေးပေါ့နော်ဒီမှာကျွန်တော်ဘာဖြစ်မလဲကြည့်အောင်တော့ဒီမှာလေဒီ1နဲ့တော့ဒီ8နဲ့ပေါင်းတာပေါ့နော်ဒီ8နဲ့ပေါင်းတာကြတော့ဒါဆိုကျွန်တော်က6လေး6လို့ဖြစ်တာပေါ့နော်6လေး6နော်6လေး6ပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာဒီ3ညနဲ့ဒီ8နဲ့ပေါင်းရင်လား8ပေါ့နော်8နဲ့ဒီ6ထိပ်နဲ့ပေါင်းရင်ကျွန်တော်6လေး6ဖြစ်တယ်ပေါ့နော်6လေး6ဖြစ်တယ်နောက်တစ်ခါကျွန်တော်ဒီမှာ8နဲ့6နဲ့ပေါင်း4ပေါ့နော်4နဲ့ဒီ9ထိပ်နဲ့ပေါင်းရင်6လေး6ပဲဖြစ်တယ်ပေါ့နော်6လေး6ပဲဖြစ်တယ်နောက်တစ်ခါတော့ဒီမှာခွန်ရှိရခွန်နဲ့9နဲ့ပေါင်းရင်2ပေါ့နော်2နဲ့ကျွန်တော်ဒီခွန်နဲ့ပေါင်းရင်6လေး6ပဲဖြစ်တယ်ပေါ့နော်အဲ့ဆိုကောင်းမှကျွန်တော်ဒီဘက်မှာကျွန်တော်ဒီမှာ1ရှိတယ်1နဲ့ခွန်နဲ့ပေါင်းရင်ကျွန်တော်က8ပေါ့နော်8နဲ့ဒီမှာ16ဟုတ်တယ်နော်1661ထဲမှာကျွန်တော်က499လေးဖြစ်တာပေါ့နော်ဒါဆိုရင်1ထိပ်6ထိပ်ဖြစ်သွားမှာပေါ့နော်1ထိပ်ရှိမယ်6ထိပ်ရှိမယ်နော်ဒါလေးက499လေးမတက်နဲ့ဆိုရင်ဒါဆိုရင်1661ထိပ်ရှိမယ်နော်ဒီနေရာမှာသူကဘာလေးဆက်ပေးထားရှိသေးလဲဆိုတော့ဒီမှာနောက်ပိတ်လေးကဒီမှာကျွန်တော်ခွန်ဒီမှာတော့လာပြီးခွန်လို့ဖြစ်သွားခွန်မှဒီကနန်းလေးရလာတဲ့ပြီးတဲ့တယ်เนาะကျွန်တော်ဒီဟိုပုံမှာတော့ကျွန်တော်ပြခဲ့တဲ့ပါပုံစံတိုင်းပဲပေါ့သူကစက်တိုက်ပေးရင်လည်းစက်တိုက်ပေးသွားတတ်တယ်เนาะသူကဒီမှာဆိုရင်ကျွန်တော်ကဒါဆိုအရင်နေတော့ကစားတဲ့နေသူကဒီမှာခွန်ဆိုရင်ဒါဆိုကျွန်တော်က3ညထိပ်ပေါ့เนาะတော့ဆို3ညနောက်ပိတ်ပေါ့เนาะ3ညနောက်ပိတ်ရှိမယ်เนาะဟုတ်ပြီเนาะသူကနည်းနည်းလိမ့်မယ်ဆိုရင်ကျွန်တော်9လည်းရှိမယ်ပေါ့เนาะသူကပါဝါလည်းဒါလည်းပေးသွားတတ်တယ်ပေါ့เนาะဒါလေးတွေရှိမယ်ဟုတ်ပြီเนาะနောက်တစ်ခါကျွန်တော်ဒီမှာကဘာလေးပြချင်သေးလဲဆိုတော့ကျွန်တော်ဒီမှာကြည့်အောင်သူကဒါလေးကတော်တော်မိုက်တယ်သူကဒီမှာဒီ3လုံးကို2လို့ဖြစ်တာပေါ့နော်2ဟုတ်ပြီဒီ3လုံး2ပေါ့နော်ဒီ3လုံး2ကိုဒီနှလုံးပြန်ပြီးတော့2ထားတာပေါ့နော်ဒီ6နဲ့ဒီ6နဲ့2လို့ပြန်ပြီးဖြစ်တာပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာဒီ3လုံးကို2ပဲဖြစ်တယ်ပေါ့နော်2အဲ့ဒီ2ကိုလည်းကျွန်တော်ဒီမှာဒီ9နဲ့ကျွန်တော်ဒီခွန်နဲ့ဆို2လို့ပဲလာပြီးဖြစ်တယ်ပေါ့နော်2ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဆက်ကြည့်အောင်ကျွန်တော်ဒီမှာဒီ8ပေါ့နော်ဒီ8ကိုလည်းကျွန်တော်ဒီ1နဲ့ကျွန်တော်ဒီခွန်နဲ့မှကျွန်တော်က8လို့ဖြစ်တော့ပါဘောနော်ဒီခွန်နဲ့ဟုတ်ပြီနော်ဒီ8ကိုဒီနှလုံးပြန်ပြီး8လို့ဖြစ်တာပေါ့နော်ဒါဆက်ကြည့်အောင်ကျွန်တော်ဒီမှာကဒီ8ရဲ့6ရဲ့ဆိုဒါဆိုကျွန်တော်က4ပေါ့နော်4နဲ့ကျွန်တော်ဒီ4နဲ့ဒီ3ညနဲ့ပေါင်းထိပ်3ညထိပ်နဲ့ပေါင်းမှာ4လို့ဖြစ်တော့မှာပေါ့နော်ဒါဆိုကျွန်တော်3ညထိပ်လေးရှိမှာပေါ့နော်3ညထိပ်ဟုတ်ပြီနော်3ညမနေ့ကညနေခင်းရောကောင်းတယ်ပေါ့နော်ဒါလေးရှိမယ်နော်ဒါလေးရှင်းလားမသိဘူးနော်ကျွန်တော်ဒီမှာဒီနှလုံးနှစ်ကိုဒီနှစ်လို့ပြန်ပြီးတော့ကစားတာပေါ့နော်ဒီနှစ်ဒီ3လုံးနှစ်ကိုလည်းဒီ3လုံးဒီနှလုံးပြန်ပြီးနှစ်လို့ပဲကစားတယ်ဒီ3လုံး8ကိုလည်းဒီနှလုံးပြန်ပြီး8လို့ကစားတယ်ပေါ့နော်ဒီခုပင်မှာကျွန်တော်ဒီ3လုံး4ပေါ့ဒီ4ကိုကျွန်တော်ဒီနှလုံးပြန်ပြီး4မယ်ဆိုရင်3ညထိပ်ပေါ့နော်3ညထိပ်ရှိမယ်ဟုတ်ပြီနော်ဒီမှာကျွန်တော် break ကြည့်အောင်နော် break ကိုဒီပုံမှာပြလိုက်မယ်
break line နဲ့ကြည့်ရအောင်ကျွန်တော်ဒီမှာကြည့်အောင်ဒီမှာဒါဆိုရှုပ်တော့မှာခဏလေးနော်ဒီမှာဒီ3လုံးဆိုတော့3953ညာလို့ဖြစ်တာပေါ့နော်3953ညာဟုတ်ပြီနော်နောက်တစ်ခါကြောဒီမှာဒီ3လုံးလည်း3953ညာပဲဖြစ်တယ်ပေါ့နော်3953ညာဟုတ်ပြီနော်ဒီမှာလည်းကျွန်တော်3953ညာလို့ပဲဖြစ်တယ်ပေါ့နော်3953ညာ break ပေါ့နော်ဒါစာတော့ break ကိုပြီးတော့ပေါ့နော်6 break ပေါ့နော်ဒီမှာဒီတစ်ရှိရဲ့အတွက်ကျွန်တော်3953ညာ break ဖြစ်မှာ9449 break ဖြစ်မှာကျွန်တော်3953ညာဖြစ်မှာပေါ့နော်ခုပေမှာကျွန်တော်ဒီမှာဒီနှစ်ရှိပေါ့နော်နှစ်နဲ့ကျွန်တော်ဒီ10 break နဲ့ပေါင်းမှာကျွန်တော်က3953ညာဖြစ်မှာပေါ့နော်ဒီမှာကျွန်တော်က10နောက်ပိတ်ကိုကျွန်တော်ယူမယ်ဆိုရင်လည်းဒါဆို3ညာထိတ်ထည့်လို့ရတယ်နော်ဒါဆိုရင်ကျွန်တော်3ညာထိတ်ထည့်မယ်ဆိုရင်3ညာထိတ်ကလည်းရှိရနော်3ညာထိတ်ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ3ညာ8ဆိုတဲ့ကဏ္ဍလေးတစ်ပေါက်ရှိမယ်ပေါ့နော်ဒါကတော့ကျွန်တော် break အနေနဲ့က10 break เนาะ break ရှင်းเนาะဒါက break 10ကိုပြရပါเนาะ break က10ဆိုတော့ကျွန်တော်ဒီမှာခဏလေးစီကြည့်အောင်เนาะ break 10ရှိမယ်ဒါတော့ကြိုက်နေတဲ့ခဏလေးပါလို့ရှိရင်เนาะကစားပါเนาะ break 10ရှိမယ် break 10ရှိမယ်ထိတ်ကကျွန်တော်ပါရှိမယ်ဆိုတော့ထိတ်ကကျွန်တော်က3ညထိတ်ရှိမယ်ပေါ့เนาะ3ညထိတ်ရှိမယ်1ထိပ်ရှိမယ်6ထိပ်ရှိမယ်ပေါ့နော်6ထိပ်ရှိမယ်နောက်ပိတ်ကကြတော့ကျွန်တော်ဒီမှာအပိတ်ကကြတော့3ညပိတ်ရှိမယ်5ပိတ်ရှိမယ်ပေါ့နော်10ပိတ်ရှိမယ်ကျွန်တော်ဒီမှာပါရှိမရှိတော့ဘူးเนาะဒါပဲเนาะခဏနဲ့နည်းနည်းလေးပဲပေါ့နော်ဒါဒီကနေမှကျွန်တော်ညီကောင်မောင်မတွေကလုံးပိုင်ကီးပါလေ break ဒီအမှန်မှချာရှိလို့ရှိရင်ဒီဟာလေးနဲ့တွဲပြီးကစားပေါ့နော်3953ညာဆိုကျွန်တော်ဒီမှာ3 break လည်းထည့်ရမယ်ပေါ့နော်3 break 3လည်းထည့်ရမယ်ပေါ့နော်8338 break ဖြစ်သွားမှာပေါ့နော်8338 break ပေါ့နော်ဒါဆိုရင်3ညရှိမယ်ပေါ့နော်3ညရှိမယ်3ည5ရှိမယ်ပေါ့နော်3ည8ရှိမယ်3ည8ပေါ့နော်13ည15ကို18ပေါ့နော်18 63ည65ပေါ့နော်65 68ပေါ့နော်68ရှိမယ်ဟုတ်ပြီနော်ဒါလေးရှိမယ်ဒါကတော့ break နော် break line break နဲ့ကျွန်တော်တွဲပြီးကစားမယ်ဆိုရင်ခဏအရင်များသွားမှာဆိုလို့ပေါ့နော်ကြည့်အောင်ကျွန်တော်ဒီမှာ break က3ညsorry 3ည8ဒီ break လေးကောင်းနော်3ည8အလုံးကြိုက်လဲကြားလဲရှိရနော်ဒီမှာ9 ရှိရ9 8ထည့်ရမှာနော်3 break နဲ့ဆိုတော့9 8ဟုတ်ပြီနော်9 8ထည့်ရမယ်9 3ပေါ့နော်9 3က3 5ထည့်ရမှာပေါ့နော်3 5ထည့်ရမှာ3 5ပေါ့နော်ဒါ10 break ပေါ့နော်10 break တစ်ခွန်ရှိမယ်နော်တစ်ခွန်ဒါက break အနေနဲ့ကျန်တဲ့ကစားပေါ့နော်တစ်ခွန်ရှိမယ်နောက်တစ်ခါကျွန်တော်3 5ရှိမယ်နော်6နှစ်လည်းရှိမယ်10 break ပေါ့6နှစ်6ခွန်ပေါ့နော်ခဏကရမ်းများ1နှစ်ပေါ့နော်ဒီမှာ8ပြီးသွားပြီနော်ဒါလေးပါပဲနော်ခဏတိတ်တော့အရင်မများဘူးเนาะဒီကနေမှကျွန်တော်ဒီမှာဒါလေးကိုတော့100ဘူး200ဘူးဒါလောက်ပဲထိုးအပြင်းပြေလောက်ပဲထိုးပေါ့เนาะကစားပေါ့เนาะကျွန်တော်ဒီမှာမနေ့ပိုင်းဒါဆိုကျွန်တော်ဒီမှာတင်းလာအင်္ဂါဒါတော့ကျွန်တော်တို့ကထုတ်ရအောင်တော့ကျွန်တော်ရှူအောင်ပါပေါ့เนาะထုတ်လေးရမှကျွန်တော်တို့ကနောက်ပိုင်းဒီမှာကျွန်တော်တို့ကဆက်ပြီးတော့ကစားအားရှိမှာပေါ့เนาะကဲဟုတ်ပြီเนาะဒီရက်မှာကျန်နေတဲ့ကဏ္ဍလေးပြင်ဖြည့်ဆွတ်ပြီးတော့ကျွန်တော်ညီကောင်မောင်မလေးကစားပါတော့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ရဲ့ video file နဲ့ဒီလောက်ပါပဲเนาะ
ဒါကျွန်တော်မြင်တာတွေ့တာလေးလွတ်သွားမှာဆိုလို့ပေါ့နော်အချိန်နဲ့ကျွန်တော်မရလို့ပေါ့နော်ဒါမှတင်ကျွန်တော်တင်တဲ့အချိန်တော့နည်းနည်းနောက်ကျနေပြီပေါ့နော်ကဲအားလုံးပဲကျွန်တော်ရဲ့ video file လေးကိုကျွန်တော် channel လေးကိုအများနဲ့ကြည့်ရှုအားပေးနေကြကျွန်တော်ညီကောင်မများအားလုံးကျေးဇူးတင်ပါနော်အားလုံးပဲကြမ်းမှကြပါစေချမ်းသာကြပါစေနော်အားလုံးပဲအဆင်ပြေကြပါစေနော်